မြည်သူမဆိုမြည်သည့်အတန်းမဆိုစာမွေးဖြေတော့မယ်ဆိုရင်မဖြေခင်အခုလောက်ကစပြီသူတို့ရဲ့ဓာတ်ပုံတွေကျောင်းသားကတ်တွေသူတို့ဝစ်ပြီးတော့တွာလာမှာတွေသူတို့ရဲ့စာရေးကရိယာတွေအစ်စ်ဝယ်စရာရှိကျူဝယ်ထားသူတို့လေးကျင်ပြီးသူတို့လိုချင်တဲ့အကြောင်းအစင်းတွေဝယ်ခါပြီးရင်အရိယာတွေကိုဖះကျောင်းတော်ရာကြီးရှိမှာဖုံတစ်ခုပေါ်တတ်တရတင်ပြီးတော့နေ့တိုင်းမိဘလုပ်တဲ့လူကပန်းရည်စရာစီမီဆွမ်းနေကပ်ပြီးတော့ဟောရိတ်တွေပဋ္ဌာန်းတွေမေတ္တာတုတ်တွေရွတ်သူတို့ရဲ့အဝယ်စားတွေဓာတ်ပုံတွေစာရွက်စာတမ်းတွေစာပြေကပ်ပြားတွေပေါ်မှာဖုံတစ်လုံးလက်ကင်ဖုံ YouTube channel ဖွင့်ဆရာတော်တန်ဃာတော်တွေရွတ်တဲ့ပေးတွေဖွင့်ပြီးတင်ပြီးတော့သူတို့တွားရင်ဝက်ခိုင်းကျို့လို့နေ့တိုင်းလို့အောင်သေးထွက်တဲ့ဒီလို့ဒါနံပါတ်1နံပါတ်2လောက်ရမှာကသူတို့တွေစာမွေးတွားဖြည့်နေတဲ့အချိန်မှာအိမ်ရတော့၎င်းကျောင်းအပြင်ရတော့၎င်းထိုင်ပြီးတော့ငါသားငါသမီးနဲ့အတူစာမွေးဖြည့်ကြမဲ့ကျောင်းသူကျောင်းသားဆရာဆရာမပါဝင်ပတ်သက်မဲ့ဆရာဆရာမမိဘအဒီကျောင်းဒီဝင်းမှာရှိတဲ့ကျောင်းဆောင်နဲ့ဓနဝိဇာ30ဘုံသားအားလုံးဘေးရန်ကင်းကြပါသည်တောကကင်းကြပါသည်ကျမ်းမာချမ်းသာပါသည်ကျမတို့သားသမီးနဲ့အတူစာမွေးတွေဖြည့်နိုင်ကြပါသည်အကုန်လုံးအောင်ကြပါသည်နိုင်ကြပါသည်ကျမ်းမာပါသည်ဆရာဆရာမတွေလည်းကျမ်းကျမ်းမာမာရှိပါသည်ဝန်ထမ်းတွေလည်းကျမ်းကျမ်းမာမာရှိပါသည်မေတ္တာပို့တယောက်တည်းတော့မပို့နဲ့ကျမရဲ့သားလေးအပေါ်နဲ့အဲ့ကြောင်းစာပြီးစာရှင်းမဲ့ဆရာဆရာမမေးမဲ့ဆရာဆရာမကျောင်းသူကျောင်းသားအားလုံးကျမတို့ရဲ့သားလေးသမီးလေးမောင်ဘသူအတန်းဘလောက်ခုနံပါတ်ဘလောက်အားဒီသားစုစိတ်မေတ္တာတရားထားနိုင်ကြပါသည်ဆောက်ရှောက်ပါကူညီပါကဲတင်ပါမေတ္တာထားပါအားလုံးပြောနံပါတ်3ခလေးလေးတွေကျောင်းသူကျောင်းသားတွေစာမွေးဖြည့်တဲ့အချိန်မှာအတတ်နိုင်ဆုံးဝတ်သားအမဲသားပင်လဲသားတွင်းအောင်သားငွေသားဖားသားဖရဲသည်အဲ့ဒါကြီးမစားပါသေးနဲ့သူတို့အရှင်ပြမဲ့အစာရည်စာကိုတော့ကျွေးပေါ့ပြီးတော့စာမွေးဖြည့်နေတဲ့အချိန်မှာနှင်းတိပန်းဒေါနပန်းကမုံပန်းတောကပန်းနှင်းပန်းပိန်ပန်းအဲ့ဒါကြီးအိမ်ရဖះမှာမလူမိပါသေးနဲ့ကျန်တာတွေလှူပါနောက်တစ်ခုသူတို့တွေစာမွေးမဖြည့်ခင်မှာနှက်ကလေးငါးလေးစာလေးတစ်ကောင်လှုပ်လို့နှစ်ကောင်လှုပ်လို့တလားနှစ်လားအကျူလှုပ်ပြီးပါဖြစ်နိုင်ရင်ဖះသေးတွေတဆူဆူသွားပြီးသူတို့တွေနာမည်နဲ့ရွှေတင်ကားကတ်တာရောင်ကြည်မီးလှူတာပန်းရည်လှူတာလေးလှုပ်ပြီးပါ15ရက်တလားလောက်ကကျူလှုပ်လို့ရပါတယ်စာမွေးဖြည့်တဲ့နေ့တိုင်းသူတို့တွေနဲ့ပတ်သက်တဲ့ဘာသာရအသီးသီးနဲ့သက်ဆိုင်တာဉာဏ်ရှိသလိုလှူအလွယ်ဆုံးပြောမယ်အသေးချာဆုံးပြောမယ်မြန်မာစာဖြည့်တဲ့နေ့မှာမြန်မာအစားအစာလှူပြီးကောင်းချင်းပေါင်းလူခါမျိုးအင်္ဂလိပ်စာဖြည့်မဲ့နေ့မှာနိုင်ငံခြားပစ္စည်းတစ်ခုလှူပြီးဥမာကိတ်မှုရတယ်ဓာတုဗေဒဖြည့်မဲ့နေ့မှာဓာတုဗေဒပစ္စည်းဥမာအချွေတစ်ခုလှူပြီးယူဘဗေဒဖြည့်မဲ့နေ့မှာကစုံရွက်ကျော်ဟင်းလေးရွက်တစ်ခုအကျော်လှူပြီးတင်ချာဖြည့်မဲ့နေ့မှာစာရေးကရိယာဘောပင်ခဲတာအတစ်ဝယ်ပြီးဖះကိုလှူပြီးအဲ့ဒါလို့သူတို့ရဲ့စိတ်ကြိုက်မြန်မာဆိုတဲ့စိတ်ကြိုက်မြန်မာဖြည့်မဲ့နေ့မှာအဲ့မြန်မာအစားအစာအသက်ဆန်းလေးလှူပြီးအဲ့ဒါလှူပြီးရလှူကောင်းတာပြီးရင်စာမွေးဖြည့်ပြီးသွားရင်အားတဲ့တပတ်10ရက်အတွင်းမှာဖះတဆူခေါ်သွားဖះတဆူမှာသူ့ရဲ့မွေးနံတောက်ဖြစ်စီအောင်မြေဖြစ်စီနင်းဖះမှာတွားပြီးပန်းရည်စရာစီပြီးလှူပြီးတော့အဲ့အောင်မြေကနေဆူတော့ပြီးသွားရင်အဲ့စာမွေးဖြည့်ပြီးရင်အဲ့ဒီနေရာစာယူအောင်ချင်းထွက်တဲ့အဲ့ခလေးလေးကိုဂုံတော်ကိုပါတပားကိုတပတ်ကူပတ်နေ့တိုင်းစိတ်ခိုင်းအဲ့ဒါလို့လုံးမယ်ဆိုရင်ဉာဏ်တရားကိုကံတရားအထောက်ပံ့ပေးပြီးဖြည့်ဆိုနေတဲ့အတိုင်းဝိုင်းပတ်ဝန်းကျင်ဓနဝိဇ္ဇာမိဘဆရာဘူဘွားတို့ကကောင်းကျိုးအနန္တပေးပြီးခလေးလေးရဲ့ကံတရားတွေရှင်သာတိုးတက်လာသလိုကျမ်းကျမ်းမာဘေးရန်ကင်းစွာဖြည့်နိုင်မယ်အဲ့ဒါစာမွေးကိုဘေးရန်ကင်းနဲ့ဖြည့်နိုင်ဖို့မိဘဆရာပူပေါင်းပြီးကျမ်းမာဖို့ချမ်းသာဖို့လှုပ်ကောင်းတဲ့လှုပ်တဲ့နဲ့ဟာအဲ့ဒါကိုလည်းကျွန်တော်နှစ်ပေါင်း30လောက်နှစ်တိုင်းဆန်းတတ်ပြီ
ဂျာနှုံးပြမဟုတ်တာတော့85%အောင်မြင်တယ်